အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ရှေ့ဗီဒီယိုလေးတွေမှာဖြင်းရင်းဖွင့်တဲ့သင်္ကေတမှာပါဝင်တဲ့ B နဲ့တရအကြောင်းလေးတွေနဲ့သူတို့ရဲ့အတန်တွက်လေးတွေကိုလေ့လာပြီးသွားပြီဖြစ်တဲ့အတွက်အခုဆက်လက်ပြီးတော့အဲ့ဒီ B နဲ့တရပေါင်းစပ်ပြီးအတန်တွက်ထွက်ဆိုပုံလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ B တရပေါင်းစပ်ခြင်းသင်ခန်းစာမှာတော့ကျွန်တော်တို့လေ့လာစရာလေးတွေကနည်းနည်းများနေလို့ကျွန်တော်ဗီဒီယိုလေးတွေကိုအပိုင်းလေးပိုင်းခွဲပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ကဲခုပထမဦးဆုံး B နဲ့တရပေါင်းစပ်ခြင်းပိုင်းတစ်လေးကိုကျွန်တော်တို့စတင်လေ့လာကြရအောင်ဒီသင်ပေါ်အားပါပေါ်အားပါပေါ်အားဖာမောအားမာပေါ်အားဖာတဲအားတာထဲအားထာနေအားနာလဲအားလာကဲအားကာခဲအားခါခဲအားဟာပေါ်နဲ့စပောင်းမယ်ပေါ်အောပေါ်ပေါ်အောပေါ်ဖောအောဖောမောအောမောဖောအောဖောအဲနဲ့စပောင်းမယ်မောအဲမဲမောအဲမဲတဲအဲတဲထဲအဲထဲနဲအဲနဲလဲအဲလဲကဲကဲခ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 ဲဤနဲ့စပောင်းမယ်ပေါ်ဤပီပေါ်ဤပီပေါ်ဤဖြီမောဤမီတေဤတီထေဤထီနေဤနီလေဤလီជីជីချီချီရှိရှိဦးနဲ့စပောင်းမယ်ပေါ်ပူပေါ်ပူပေါ်ဖူမောမူဖောဖူတေဝတူထေဝထူနေဝနူလေဝလူကေဝကူခေဝခုခေဝဟူယူနဲ့စပောင်းမယ်နေယူညွီနေယူညွီလေယူလူလေယူလူជីယူကြွီជីယူကြွီချီယူချွီရှီယူရွှီအိုင်းနဲ့ပေါင်းမယ်ပေါ်အိုင်းပိုင်ပေါ်အိုင်းပိုင်ဖောအိုင်းဖိုင်မောအိုင်းမိုင်တဲအိုင်းတိုင်းထဲအိုင်းထိုင်နေအိုင်းနိုင်လဲအိုင်းလိုင်းကဲအိုင်းကိုင်းခဲအိုင်းခိုင်ခဲအိုင်းခိုင်အိမ်နဲ့စပောင်းမယ်ပေါ်အိပေပေါ်အိပေဖောအိဖေမောအိမေဖောအိဖေတဲအိတေထဲအိထေနေအိနေလဲအိလေကဲအိကေခဲအိခေခဲအိခေဝိနဲ့စပောင်းမယ်တဲဝေတွေးတဲဝေတွေးထဲဝေထွေကဲဝေကွေခဲဝေခွေခဲဝေခွေဂျအာဂျာဂျအာဂျာချအာချာရှအာရှာဇအာဇာစအာချာစအာစာဤအာယာဘူအာဝါအောနဲ့ပေါင်းမယ်ဘူအောဝါအဲနဲ့ပေါင်းမယ်ချအချချအချရှအရှရအရဇအဇစအစစအစရီအယေရီနဲ့ပေါင်းမယ်ဂျီဂျချီချရှိရှိရီရီဇီဇစီ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 ရီရီရီရလည်းရီတရာလည်းရီအဲ့ဒါကိုရီလို့ပဲထွက်တယ်ဦးနဲ့စပောင်းမယ်ဒူဒူထူထူရှူရှူရေဝူရူဇူဇူ
四五粗四五苏五五皮也来五တရာလည်း五五ဆိုတဲ့တံမဲ့ထွက်မယ်ယူနဲ့ပေါင်းမယ်ယူနောက်ထပ် I နဲ့ပေါင်းမယ်知爱斋知爱斋吃爱斋吃爱斋日爱来子爱在此爱猜此爱塞无爱歪 A နဲ့ပေါင်းမယ်知爱追知爱追是A 谁是 A 谁子 A 贼子 A 贼无 A 为无 A 为为နဲ့ပေါင်းမယ်知为追知为追吃为吹是为水日为瑞子为追此为吹此为水ဒီမှာကျွန်တော်တို့လွတ်နေတဲ့အကွက်ကလေးတွေကတရားဖြီးနဲ့ဒီဘက်ကတရားနဲ့ပေါင်းစပ်မှုမရှိတဲ့အကွက်လေးဖြစ်ပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်လွတ်ထားပါတယ်အဲ့ဒီဘက်ကဖြီးနဲ့ဒီဘက်ကတရားနဲ့ပေါင်းစပ်မှုမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပါအခုလောက်ဆိုရင်ကျွန်တော်တို့ဖြီးနဲ့တရားပေါင်းစပ်ခြင်းသင်ခန်းစာပိုင်းတစ်ကလေးကိုနားလည်ပေါ်ပေါက်လိုက်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုလေးမှာကျွန်တော်တို့ဖြီးတရားပေါင်းစပ်ခြင်းပိုင်းနှစ်လေးကိုဆက်လက်မျှဝေသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးဖို့ရအတွက်ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်